bro ကျွန်တော်တို့ခုချိန်မှာဆိုလို့ရှိရင်တော့ကဘာဖြတ်ခင်းဆော့မှာပေါ့နော်အဲ့ရော okay ကဘာဖြတ်ခင်းဆော့မှာပါကဘာနိုင်ကဘာကြီးပါအခုကနေမင်းပဲပြောက်ပါနေတော့နေရဟိုနှမ်းမှာပါကျွန်တော်မြန်မာနိုင်ငံကိုရှာရအောင်ဗျကျွန်တော်တို့မြန်မာနိုင်ငံလေးအော်ဒီမှာတွေ့ပြီ brother တို့ဟုတ်လားမသိဟုတ်လားမြန်မာနိုင်ငံလားဟုတ်တယ် brother ရဲ့ဟုတ်ပါတယ်မြန်မာနိုင်ငံလေးကိုတွေ့ပါပြီမြန်မာနိုင်ငံလေးကိုကျွန်တော်တို့ကာကွယ်လေးပြလိုက်ပါဦးမယ်โอเคကာကွယ်လေးပြလိုက်ပါပြီကြည့်ကာကွယ်လေးပြလိုက်ပါပြီ yes ခဏနေအောင်ကျွန်တော်အမုန်းဆုံးနိုင်ငံဒီမှာဒီတွေ့ပြီဒီနေအောင်ကျွန်တော်ကဒါနဲ့ဖြတ်စီဟာချိန်နေတော့စိုးပါပြီအပေါက်ကြီးဖြစ်သွားပြီတော့ဒီမြန်မာနိုင်ငံမှာပါပါထပ်ဖောက်တော့ဒီလင်းနေနဲ့ကာကွယ်ပေးတာမြန်မာနိုင်ငံပြစီသွားပြီတယောက်လာမှလည်းကျွန်တော်ဟာမှားသွားတာကိုရာသားတို့ရအကုန်လုံးပတ်ပြစီဖက်စီနဲ့မှားဝရမြန်မာနိုင်ငံရင်ဆုံးထက်ရှာရအောင်မြန်မာနိုင်ငံမိုးလင်းကားစားလေးပေါ့နော်စန့်ကျင်ဘက်ရောက်တီးထုတ်ပေးလိုက်ပဲလေပေကြီးတော့ခဲ့ပါပြီဒီနေ့ကျွန်တော်ကဘာလုံးဖြတ်စည်းတဲ့လက်နဲ့ဒီမှာမြန်မာနိုင်ငံကိုတဲပြီးမချိန်ပါဘူးပေါ်တော့အေးဆုံးနေရာလေးချိန်လိုက်ပါတယ်တော့ကဘာလုံးပြည့်စည်တော့မှကျွန်တော်ပြောရအောင်အကြည့်တရားမှမကျန်တော့ကဘာလုံးပြီးရင်ပြည့်စည်တော့မှကျွန်တော်ကျန်အချိန်မြန်တော့လိုက်အဲ့လိုမျိုးပြတာအချိန်မြန်တာပါနော်ဒီတွေကကျွန်တော်အကြိုက်ဆုံးတာဒါပဲဒါပေမဲ့ ice လေးကြိုက်တယ်ကျွန်တော် ice ကိုကျွန်တော်ကအောက်ထဲအထိထိုးလို့ဒီနေ့ရောက်ကျွန်တော်ရေခဲပြီးတယောက်မှမသိပါဘူးဒုတိယမှသာမသိတာဒါပေမဲ့ရှင်ရငါးတွေရတော့မသိဘူးဒီနိုင်ကောကျွန်တော်စောက်ရမ်းမုံဘရာဇီးပေါ့နော်ကျွန်တော်ခဲချလိုက်ပါပြီ300မီလီယံကျော်ရှော့သွားပြီဗျနိုင်ငံထပ်ပြီးတော့လုပ်လိုက်မယ်900ကျော်ရှော့သွားပြီတို့မြန်မာနိုင်ငံပဲရောက်တာမြန်မာဒီမှာအင်တာကုတန်တိပတိတဘဒဝတန်ဒါအိန္ဒိယနိုင်ငံဖြစ်တဲ့အိန္ဒိယအေးဘီလျာလေးရှော့သွားရအဲ့မြန်မာနိုင်ငံကိုအေးခဲခြင်းနေနဲ့ဖြတ်သုံးလိုက်ပါဒီနေ့အောင်ရှယ်ခဲထားလိုက်ရှယ်ခဲပြီးမီးနေပြီဘာလို့ကအိုးကျွင်းနေဆိုင်အောင်တော့ကြီးခဲနိုင်တော့ဒါပေမဲ့ ice နဲ့ပြန်တော့ဆိုခဲပါတယ်ကြည့်ရောရှေးလေးထိပေါက်လိုက်ပြီဒီဆို ice ပြန်ခဲမယ်โอเคပါပြီတုံးကြီးလေးပြပါမယ်ဝီ oh my god ကျူးokay ပါ ice နဲ့ပြန်ခဲ
တီကောင်ကြီးလာ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 အိုးတီကောင်ကြီးလာပါပြီ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 ရထွက်တော့ပြီနောက်တီကောင်2ကောင်3ကောင်အများကြီးထက်ထင်ဗျာတီကောင်တွေအများကြီးလာပါပြီတီကောင်တွေအများကြီးလာပါပြီခွာယူချီစ်တိုးဝင်ကြတယ်ရှယ်ကဝါစာ1ဘီလီယံကျော်ပဲကျန်တော့လူတွေရတယ်တီကောင်တွေလည်းကျွန်တော်တော်တော်ကြိုက်တယ်တီကောင်တွေထက်တယ်တီကောင်တွေအများကြီးထက်တယ်တီကောင်4ကောင်ထက်တယ်လိုက်တယ်ဗျာကြည့်လိုက်အောင်ရုံးရရင် look at them man အဲ့ဒါကြီးဒီမုတ်တော့ကွာဒီနေရာအများကြီးထဲလိုက်ဒါတီကောင်တွေဟိုချိုက်ဆုံးကျွန်တော်ကောင်တွေတူဝီးပြဖြစ်စီတော့ရှစ်တန်ကျော်ပဲကျန်တော့ပါတယ်ရှစ်တန်ကျော်သူတို့ကမတိကြသေးပါဘာကြောင့်မို့ဝင်ပြီးလိုက်ပါမယ်အရင်လေးလက်သိမသိရတယ်တိရသူတို့ကတိနေသူတို့ကတိပါတယ်ဒါပေမဲ့ခဏတန်းကျော်ပဲရှိရတဲ့အချိန်မှာတီကောင်တွေရောအကုန်လုံးဖြတ်သုံးပြဖို့အတွက်အစမြင်ထားတယ်တီကောင်တွေရောခဏနေကိုကျွန်တော်ဟောလို့ရရင်တီကောင်တွေကိုဗျာအရှယ်လွတ်ထားလိုက်တီကောင်တွေကိုမြားခေါ်ဖို့တော့ချိုးကြီးကိုသစားခံလှုပ်လိုက်ပြီးလို့ရှင်ဒုံးကြီးနဲ့ပြတ်ဖောက်ပြန်ဂျိုးကြီးရောတီကောင်တွေရောဟာလားတခါတည်းစသိမ်းလိုက်တာဟိုတွေ့လားကိုလုံးရှော့လာဒီလူတောင်ဖြစ်လို့ဂျိုးပြောင်းလာโอเค35ဘီလီယံလောက်ရှိတယ်ဟောလူတွေအများကြီးရှိပေမဲ့လေအဲ့ဒီလူတွေအများကြီးရပဲဒါတွေကိုဆွဲဆောင်နိုင်ပါဆိုပြီးတော့တခါတည်းဝင်သွားတာလည်းပုံလို့ပြစ်ချပါလိုက်ရှိုးလာရောအကုန်တော်များများရှိုးလာကိုဆိုလို့ရှိရင်ကောင်း100ပဲကျန်တော့ပြတ်တော့လို့ညီပါကိုပြောတာကောင်း100ပဲကျန်တော့ကျွန်တော်ထပ်ပြီးကြိုးတရေရဒီနေ့တော့ရှေ့နောက်တစ်ခါတော့ထပ်လုပ်လိုက်ပြီဆိုတာနဲ့တန်းပြီးတော့ခုံနေရုပ်တုံးသွားတော့ဖြစ်ပါတယ်ကိုလုံးကျွန်တော်အများကြီးတယ်ပဲပြီးတော့တခါတန်းပြက်ခွဲဖို့အတွက်တော့တေးချအောင်လုပ်အောင်ပြက်ခွဲလိုက်ပါပြက်ခွဲပြီးအချိန်မှဒီကောင်လေးဝင်သွားတယ်ဒီကောင်လေးတန်းလျှော်သွားအိုးဝေးရလူလုံးဝမရှိတဲ့နိုင်ငံတွေကဘာတွေကိုဝယ်လောက်အောင်ရ3ညဒီမှာ Oh my god ဆောင်းဟမ်းကြမ်းလာမီးရင်းနေဆိုတော့လူတွေအများကြီးလာမှခိနေမှာဆိုရောဝင်သွားတဲ့အချိန်ကိုခွင့်ကောင်းယူပြီးတော့နော်ဒီပြည့်ချပါတခါလေးတမ်းပြီးရှော့တော့ဟုတ်ပါလားဒီကောင်နဲ့ဝင်လာတော့ဒီကရောက်လာတယ်ပါဝဲအကျိုးတစ်ခုထပ်တရီးလာခုနကောင်းမထိမဟုတ်သေးပါဘူးအမီးကိုမီးနဲ့ပြန်တက်လို့မရဘူးလေမိုက်စားနေပဲရှင်ပြန်လိုက်ဝ
သွားပါတယ်တဲ့တို့ဗျာတိတ်ခဏနှီးတာလိုက်မှာချင်းပူနှီးတာလိုက်ဟဲ့ကြမှာစင်ပြီးမှာJust တလုံးတူတီပါပြီဆိုလို့ရှိရင်ငါတို့ကနောက်တစ်လုံးပါကျွန်တော်တော့ဘူးနောက်ဆုံးတော့ကျွန်တော်တို့ဒီအရုပ်ရတော့ဗျာကျွန်တော်အတန်ဗျာခုနကပြောနေတယ်ဒါပေမဲ့စကားဟိုအဖြစ်အတန်ဟိုအဖြစ်နေလို့ဗျာ sorry ပါလို့နောက်ဗီဒီယိုကျွန်မပြန်တွေ့ကြပါမယ်ဒီအကောင့်လေးကိုဒီကျွန်တော်ရဲ့အကောင့်လေးကိုလည်း like and subscribe နဲ့ share လေးနဲ့ Vivian လေးပါခံပြီးကြည့်ပေးကြဖို့အတွက်မေတ္တာရပ်ခံချင်ပါတယ်ခင်ဗျာ bye bye